ပိတ်တာလုံးဝမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒါမြောက်တကုံမြို့နယ်မှာရှိတယ်ကျွန်တော်တို့ဒါဘရင်နောင်လမ်းနဲ့ပင်လုံလမ်းမပေါ်မှာရှိတယ် Florida District ပန်းဆိုင်ဖွင့်ပြရောက်ရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီပန်းဆိုင်မှာကျွန်တော်တို့ယောက်ျားလေးအနေနဲ့ကိုယ့်ရဲ့ကောင်မလေးတွေကိုဘယ်လိုပန်းမျိုးတွေလက်ဆောင်ပေးရမလဲဆိုတော့မသိဘူးဖြစ်နေတဲ့ဘော်ဒါတွေပြီးတော့ဆိုလို့ရှိရင်လည်းဘယ်လို service မျိုးတွေရလဲကျွန်တော်တို့ဒါပန်းစည်းအပြင်တခြားသူကဒါပတ်စံပန်းစည်းလေးတွေလည်းရတယ်ဆိုတော့ကျွန်တော်တို့ဒါ design ပုံစံလေးတွေကြည့်မယ်ပြီးတော့ service ပေးတဲ့ပုံစံလေးရောက်ဘယ်လိုရှိလဲဆိုတော့အားလုံးပဲကျွန်တော်တို့လိုက်ကြည့်ပါဦးကျေးဇူးများတင်ပါတယ် let's go guysဒါလေးတွေကတော့ကျွန်တော်တို့ဒါရနိုင်တဲ့ဖန်စီဇိုင်းပုံစံလေးပဲဖြစ်ပါတယ်ဖန်စီလေးတွေကတော်တော်လေးကိုမှလာတယ်ပြောရဆိုလို့ရှိရင်လည်းလုံးဝဒီမှာဆိုလို့ရှိရင်ဒီကောင်လေးဆိုတာအသေးပုံစံလေးလုပ်ပေးထားဆိုတော့တော်တော်လေးကိုဒါ main ကလေးတွေအကြိုက်ဖြစ်မဲ့ဖန်စီဒီဇိုင်းမျိုးလေးဖြစ်တယ်ပြီးတော့ဆိုလို့ရှိရင်ဒီကောင်ကမှတော့ပန်းကိုမှနှင်းစီပုံစံဒီဇိုင်းလေးကိုထပ်ပြီးတော့လုပ်ပေးထားဖြစ်တဲ့အတွက်တော်တော်လေးလေးစိတ်ဝင်စားဖို့ကောင်းတယ်လက်ရာလေးလည်းတော်တော်လေးကိုမှထားတယ်ဖန်စီဒီဇိုင်းလေးပဲဖြစ်ပါတယ်ပြီးတော့ဒီပန်းစီလေးတွေကဆိုလို့ရှိရင်သူကဒီမှာအားချင်းဟိုဖြစ်မယ်ဆိုလို့ရှိရင်တော့နိုင်ရောတနာရဲ့ကြိုပြောရုံနဲ့လည်းအားချင်း service ရှိတယ်ပြောရဲဆိုတော့ဒီကို anniversary service เนาะ anniversary day လေးတွေဝေးနေတယ်ဆိုလို့ရှိရင်လည်းပြဿနာမရှိဘူးဒီ Florida District မှာညီကိုအနေနဲ့နိုင်ဝတ်နိုင်တော့ကြို order တင်ပြီးတော့ပန်းဆိုပန်းချောညီကိုလိုချင်တဲ့ design ပုံစံမျိုးလေးတွေမှာယူနိုင်မှာပဲဖြစ်ပါလိမ့်မယ်ဒီမှာဆိုလို့ရှိရင်တော့ပတ်စံပန်စီလေးကိုမှတော့ကိမှုပုံစံလေးလည်းရှိတယ်ဒါဆိုလို့ရှိရင်အသေးပုံစံကိမှုလေးရှိတယ်ဒီနေ့တော့ဆင်ဖုံပဲဖြစ်တဲ့အတွက်ကိုကျွန်တော်ဒီမှာပုံမျိုးစုံလေးဒီရှိနေအခက်ထားတယ်ခင်ဗျာဒါတော့ကျွန်တော်တို့ဒါဘွဲကိုလာရောက်ပေးကြတဲ့ operator တွေဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ဒါဒီနေ့မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်ခုနကဗီဒီယိုအစမှာပြောခဲ့လို့ပဲဒါဘရင်အောင်လန်းနဲ့ပင်လုံလမ်းမပေါ်မှာရှိတဲ့ Florida District ပန်းဆိုင်ဖွင့်ပွဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါ Florida District ဒီဆိုင်เนาะကျွန်တော်ဒီတက်မကအောင်မြင်ဖို့လေကျွန်တော်စတောင်းပေးလိုက်တယ်ပြီးတော့ဆိုရှင်လေကျွန်တော်ပြောခဲ့လို့ပဲကိုယ့်ရဲ့ညီကိုတွေ anniversary date week လို့ပန်းကိုအားချင်းလို့ရင်းနေဆိုလို့ရှိရင်လေဒီဆိုင်မှာမှာယူလို့ရပြီဖြစ်ပါတယ်ဆိုတော့ကြည့်ရှုပေးတဲ့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ် see you guys